တို့ဒီလက်တွေ့ပေါ့နော်ကျမဒီစူဒီယံကိုစပြီးတဲ့အချိန်မှာဒီဂျုံရွက်လို့ပြောရတာအစာရင်တော့ကောင်းတယ်ဆိုတော့ကျမတို့မျိုးကိုကျမကအစာရင်ဖြစ်တာပဲတည်တာစာဖြစ်လာပဲတည်တာဖြစ်တဲ့အတွက်ဒီဂျုံရွက်လို့ပြောရင်ကိုကျမကဝယ်ပြီးပို့လိုက်အဲ့ဒီအချိန်မှာကျမတို့မျိုးကဒီမှာဗာခံစားနေရတယ်ဆိုလို့စီးချိုခံစားရတယ်ဒီကတော့အစမှာမာတမီရဲ့ဈေးကြီးတယ်ပေါ့နော်ဒီထုတ်ကုန်ပစ္စည်းကိုပို့ပေးနဲ့အဆန်နဲ့ပို့ပေးတယ်ဒါပေမဲ့ကျမကဒီထုတ်ကုန်ပစ္စည်းကိုဘေးရညလုံးဝင်ရတဲ့ထုတ်ကုန်ပစ္စည်းဖြစ်တဲ့အတွက်ကျမလုံးတယ်လို့ကျမရဲ့မိဘတွေကိုလည်းသုံးစေချင်တယ်ကျမကပို့ပေးလိုက်အဲ့ချိန်မှာကျမတို့တွေကသူကဘယ်လိုတောက်ရမလဲဆိုတော့ညအိမ်အောင်တောက်နေရတယ်မနေ့ကတောက်နေရတယ်ညအိမ်အောင်တောက်တဲ့အချိန်မှာသူကဖုံးဆက်လာတယ်ဆိုတော့ကျမငါတမီးရဲ့အမေကစီးချိုဖြစ်နေတာပေါ့ဒီအထုံလေးကိုတောက်ပြီးတော့ညအိမ်အောင်မှာအိတ်လိုက်တာသူနှစ်ချက်အိတ်ပြောသွားတယ်အဲ့လိုပြောကျမကဘယ်လိုပြောလဲဝိုင်းလာတာပေါ့နော်ငါပေးလိုက်တဲ့ထုတ်ကုန်ပစ္စည်းကဘယ်လောက်ထိကိုတန်ဖိုးရှိတယ်ဒီလောက်ဒီကိုအမေကိုစိတ်ချမ်းသာမှုရတယ်အဲ့ရေဘောကအဲ့ရတယ်ဆိုတော့ကိုလည်းကောင်းတယ်ပေါ့ကွာအားကြောင့်ကိုရတဲ့လာမယ်လေကိုရဲ့တကယ်ချင်းအတိမိတ်ဆွေတွေရှိတယ်ဆိုရင်စီးချိုတွေးချိုတွေပါတယ်ဆိုရင်ဒီဥစ္စာလေးကိုမြင်ပြပေးပါဟိုဂျင်းလက်ကော်ဖီနဲ့တောက်မယ်အချို့ဆိုဂျင်းလက်ကော်ဖီကိုမတောက်ချင်ဘူးနန်းနေတယ်ဆိုလို့ရှိရင်ဒီဂျုံရမ်းလူတွေကိုမြင်ပေးပါတော့နော်ဒါကစီးချိုတွေးချိုတွေပါတယ်နန်းမှာနောက်ပြီးတော့အတွင်းလေးအပြင်လေးမှာလေအဲ့ဒါကတော့ကျမရဲ့ ground line ပေါ့နော်သူကအပြင်လေးဖြစ်တဲ့ခါမှာဒီမှာကသူ့ကိုဒီထိုင်းနိုင်ငံရောက်လာတော့ရုပ်စာလေးကိုတောက်ပြီးတစ်ခါနေနှစ်ခါတောက်မှဆိုလို့ရှိရင်ဒီတက်တာကြီးလေအဲ့လိုမျိုးပြောတယ်သူကနှစ်ခါမကောက်ပါဘူး3လဆက်တာခုဆိုရှင်သူအဲ့ဒီကောင်းယောဂါကိုလည်းမခံစားရတော့ဘူးဒါကကျမရဲ့ကိုယ်တွေလေးတွေကိုခါရပြီးညကိုပြဖြစ်ပါတယ်ဒီဥစ္စာဆိုလို့ရှိရင်ကျမတို့ရေဒီဂျုံဝဲလို့ဆိုရအများကြီးမှာဘာဖြစ်လို့လဲဆိုကျမတို့ကဘာမှာအကြောက်အတုံးဖြစ်တဲ့ကင်ဆာဆဲတွေလည်းတိုက်ခဲ့တယ်ကျမတို့တွေမိန်းကလေးတွေအခုဒါအစင်းတဲ့လူတွေဓမ္မနာတွေခင်တဲ့လူတွေဆိုလို့ရှိရင်ဒီဝေလာလေးကိုတောက်ပေးလို့ဆိုလို့ရှိရင်ဉာဏ်ကိုမှကောင်းပါတယ်ဒါကြောင့်ဟိုသူ့ရဲ့ဈေးနှုန်းလေးမှဆိုလို့ရှိရင်အများကြီးမရှိပါဘူး1120ပဲရှိဒီထဲမှာဆိုလို့ရှိရင်အထုပ်သားလေးတွေကထုပ်30ထုပ်30ညီမျှတော့ပါတယ်ဆိုတော့တလားတိတိတောက်ရပါတော့ဒီနေ့တစ်ထုပ်ပုံမှန်တောက်မယ်ဆိုလို့ရှိရင်ဒီမှာလို့လေတလားတိတိတောက်ရကျမတို့ဒုတိယထုတ်ကုန်ပစ္စည်းတွေကစင်မဟုတ်တဲ့အတွက်ကျိုတင်ကာဝယ်ရတယ်နော်ကုသဖြစ်တဲ့ကျိုတင်ကာဝယ်ရတယ်ဒါဆိုလို့ရှိရင်ကျိုတင်ကာဝယ်ထားမယ်ဆိုလို့ရှိရင်ကျမတို့တွေဒီနေ့တစ်ထုပ်ပုံမှန်တောက်လို့ရတယ်ကျမတို့တကယ်လို့ကျမကြီးကတော်တော်ဖြစ်နေပြီဆိုလို့ရှိရင်တော့တနေ့ကိုနှစ်ခင်းနှစ်ထုပ်ပေါ့နော်အစာဝေးဝေးရေးအေးအေးလေးနဲ့တောက်လို့ရတယ်ညအိပ်ရလို့ရှိရင်အစာဝေးဝေးရေးအေးလေးနဲ့ကိုကျမကြီးအချင်းနဲ့ပုံပြီးတော့နှစ်ထုပ်တောက်လို့ရတယ်နော်အခါတောက်ရင်နှစ်ထုပ်တောက်လို့ရတယ်ဒါကြောင့်ကိုယ့်ရဲ့အတိမိတ်တွေတကယ်ကြီးနေပဲဖြစ်ဖြစ်ကိုယ်တိုင်ပဲဖြစ်ဖြစ်ပေါ့နော်ဒီထုတ်ကုန်ပစ္စည်းတွေကိုကြောင်းသုံးကြည့်ပါဒါမြင်ကျမတို့တွေတချို့ဆိုလို့ရှိရင်ပေါ့နော်ဒါကျမကိုယ်ဒါကျကျမကိုယ်လူမျက်နှာမှာပြည့်နေတယ်အားဆွဲတယ်ကျမလည်းမျက်နှာမှာပြည့်နေတယ်အားဆွဲတယ်ဒီမျက်နှာလေးပဲလို့အဲ့ဒီအချိန်မှာကျမကဒီဝေလာလေးကိုတော့စတီတီပေါ့နော်တနေ့တစ်ထုပ်ပုံမှန်ဆက်တာအဲ့တော့ဒီတင်းလေးတွေကိုလည်းဒီကားသွားနေတယ်ပေါ့နော်ဒါကြောင့်မို့ကျမတို့စီတဲ့ထုတ်ကုန်ပစ္စည်းတွေဆိုလို့ရှိရင်အနာတရားပဲအသုံးပြုမလားကျန်းမာရေးပဲအသုံးပြုမလားဘယ်နေရာမှာဆိုပြီးတော့ကျန်းမာရေးထောက်ခံရတာလည်းကျမတို့ရွှေတစ်သိန်းရရှိထားပြီလို့ယုံကြည်စိတ်ချတော့သုံးဆွဲလို့ရပါတယ်ပြန်ဘယ်နှပါတော့လဲ10ပါ